ပို့ပြီးတော့ထိရောက်တယ်လို့ခန်းစားရတယ်တလားလောက်ပဲလူတော့အချိန်မှာဆရာမနဲ့စပြီးတော့ join တော့net test လေးရောအောင်သွားရပါတော့132မှတ်နဲ့ဒါအရေးဆုံးပေါ့နော်အခုလက်ရှိညီမလေးဒီနိုလန်မှာတက်ရောက်နေတယ်ဘယ်တန်းလေးမှာတက်ရောက်နေလဲဆိုတော့စမ်းစစ်ပြပြပေးပါဦးနော် N2 exam preparation class ပါဟုတ်ကဲ့ညီမကနိုလန်မှာအခုက N2 revision ကိုတက်နေတာပေါ့နော်အရင်ကကျတော့နှစ်တန်းတက်ဖူးတယ်speaking ကိုspeaking test စစ်ပြီးတော့intermediate ကနေစပြီးတော့တက်ပြီးတော့ intermediate တက်တန်းပြီးတော့ advanced ပေါ့နော် advanced speaking တက်တန်းဟုတ်နှစ်တန်းတက်ဖူးပါတယ်ဘာကြောင့်နိုလန်ကိုရွေးချယ်ဖြစ်သွားတယ်ဒီဦးအရင်နှစ်ဂျပန်မှာလာရင် R4 preparation class တုန်းကလည်းအဲ့တော့လည်းနိုလန်ကဆရာမနဲ့ join မှုတယ်အဲ့တော့လည်း1 ပဲတင်ခဲ့တာအဲ့တော့လည်းအဆင်ပြေတယ်ဆိုတော့ဒီ N2 preparation class ကြရင်လည်းတခြားလိုက်မချပဲဒီမှာပဲသွားမိကြည့်လိုက်တော့ဒီမှာရှိတယ်ဆိုတော့ဒီမှာပဲဒီဝေးယူလိုက်တာသူတို့အချိန်ညှိပြီးရပါတော့101 class ဆိုတော့ပြီးတော့ညီမလေးဆိုလို့ရှိရင်ဒီဘက်မှာအလုံးချိန်မှမူတည်ပြီးတော့တော်တော်ချိန်ညှိရခက်တဲ့ထဲမှာပါတယ်ကိုဆရာမနဲ့ကြတော့အဲ့လိုဆရာမကလည်းအချိန်နဲ့ညှိပြီးတယ်တော်ဟိုတချို့ကိစ္စတွေလောက်ပါလောက်ဆိုလို့ရှိရင်ဆရာမရတယ်အဆင်ပြေဆိုတော့အဲ့ဒါကြောင့်လဲပါပါတယ်အချိန် fresh ပဲဖြစ်လို့ပေါ့နော်နောက်တစ်ခုကဆရာမကလည်းစတင်မိတာတော်တော်အဆင်ပြေပါတယ်စေတနာလည်းပါတယ်မသိတဲ့ဟာကြီးဆိုလဲအဲ့လိုမျိုးတိကျပြောပြပေးတယ်ကိုကိုတတိထားမိတာဆိုလို့ဆရာမနဲ့GAPD ဖြေဖို့မဟုတ်ပါနဲ့ net test ဖြေဖို့အတွက်ကိုလာ join တာပေါ့နော်တလားလောက်ပဲလူတော့အချိန်မှာဆရာမနဲ့စပြီးတော့ join တော့ဆရာမစာတွေရလာပါရပြီးတော့စာတော်အဆင်မပြေဘူးနောက်ကျတော့ဆရာမကလည်းပြောပြကိုကလည်းလိုက်လို့နေအာnet test လေးရောအောင်သွားရပါတော့132မှတ်နဲ့အခုဒီ N2 GAPD ကိုတော့ဆက်ပြီးတော့အမှတ်များများနဲ့အောင်လို့တော့ဆရာမလည်းဝိုင်းလုပ်ပြီးကိုကလည်းစူးစမ်းဆိုတော့အဲ့လိုတော့အလုပ်ဖြစ်နေပါတယ်ဟုတ်အဓိကကတော့speaking ကိုလေ့ကျင့်ချင်တာပေါ့နော် speaking ကိုတယောက်ချင်းgroup လိုက်ပြောတာထက်အဲ့လိုမျိုးတယောက်ချင်းစီပြောတာပို့ပြီးတော့ကိုယ့်ရဲ့အားနည်းချက်တွေဘာတွေကိုပြောလို့ရတယ်ဆိုတော့speaking ကိုအဓိကထားပြီးတော့တက်ချင်တာပေါ့နော်ပြီးတော့နိုလန်မာကကိုအားတဲ့အချိန်နဲ့ညှိပြီးတော့စမ်းစီနဲ့ညှိပြီးတော့တက်လို့ရတဲ့အတွက်အဲ့ဒါလည်းအဆင်ပြေတာရေပြီးတော့ speaking ကတယောက်ချင်းစီကိုသွားတဲ့နှုံးပေါ်မူတည်ပြီးတော့ lesson တွေကအစားအဲ့လိုမျိုးညှိပြီးတော့လုပ်ပေးတဲ့အတွက်အဲ့ဒါအရင်အဆင်ပြေတာပေါ့နော်ဟုတ်တော့အရင်တော့ကအတန်းလေးရဲ့စာတင်ပုံတင်နည်းလေးရောအဆင်ပြေခဲ့လားဘူးပြေခဲ့တယ်အဲ့တော့လည်းစာလောက်တာအချိန်မရှိတဲ့အချိန်မှာဆရာမနဲ့မယ်တော့တစ်နှစ်ကျော်သွားပြီဆိုတော့ဆိုပြီးပါဆံမိပါဆိုအဲ့တော့လည်းတလားလောက်ပဲလိုတော့တဲ့အချိန်မှာအဖွားကမရှိမနေအောင်မှာဆိုတော့ဆရာမကလည်းတိစားအဲ့လိုမျိုးမိခွန်းဟောင်းနေတိစားလုပ်ပေးရဒီဘက်ဘာတွေဖြေနောက်အဲ့လိုမျိုး Google Drive ကနေပို့ပေးပြီးတော့အဲ့လိုမျိုးဖြေရအဲ့ဒါတွေနဲ့တော်တော်အဆင်ပြေပါတယ်မှားတဲ့ဟာတွေဆိုလို့ရှိရင်ပြန်ပြောပြပေးရနားမလဲတဲ့ဟာဘာဖြစ်လို့မှားနေရလဲဆိုပြီးတော့ဟုတ်ညီမကအခုဆိုရင်စန်စီ2ယောက်နဲ့တင်ဘူးပဲပေါ့နော် intermediate စန်စီနဲ့အခုadvanced စန်စီကN2 ပါ revision ပြန်နေပေါ့နော်အဲ့မှာ2ယောက်လုံးကဘယ်လိုမျိုးညီမကိုပဲသူတို့ကစင်တာထားပြီးတော့lesson တွေကို plan လုပ်သွားတာပေါ့နော်အဲ့တော့ပို့ပြီးတော့ထိရောက်တယ်လို့ခန်းစားရတယ်ပြီးတော့တင်ရင်နဲ့ညီမအကြောင်းလည်းသူတို့ကသိပြီးတော့အဲ့လိုမျိုးစာတင်တာကပို့ပြီးတော့အဆင်ပြေလာတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့စာတင်တာရေပဲမဟုတ်ပဲနဲ့တခါတလေကြာလို့ရှိရင်အဲ့လိုမျိုး grammar speaking ဆိုတဲ့ speaking ကြီးပဲမဟုတ်ဘူးပေါ့နော် vocal တို့ grammar တို့ကအစပြန်ပြီးတော့ပြောပေးတဲ့အတွက်အဲ့လိုမျိုးအဆင်ပြေတယ်ပေါ့